မင်္ဂလာပါရှင်ပြည်မနာမြို့နယ်ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည့်တိုက်စာအုပ်မိတ်ဆက်ရှင်အစီအစဉ်ကနေကြိုဆိုပါရရှင်ဒီကနေ့ကျွန်မကစာဖတ်ပရိသတ်တွေစာပေရှင်းမြတ်တို့သူတွေကိုရွေးချယ်မိတ်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာကြီးမြေလဲမောင်မြင့်သူရေးသားထားတဲ့မယောမီမဝါမီမတွေ့မီအစီများစာအုပ်ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးရဆိုရင်2024ခုနှစ်မေလမှာပထမကြိမ်ထုတ်ဝေခဲ့တဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ထဲမှာဆိုရင်ဆရာကအစီလေးတွေ10ပုံနဲ့လည်းရေးသားထားပါတယ်ရှင်ဒီစာအုပ်လေးထဲမှာဆိုရင်ဆရာကြီးကမိမိရဲ့ပညာရေးကြောင့်အမေနဲ့ခွဲခွာနေရပေမဲ့လည်းအမေကိုတတိယလွမ်းဆွတ်တန်တာပုံတွေပြီးခင်တရားရဲ့မေတ္တာတရားကိုပေါ်လွင်အောင်ရေးဖွဲ့ထားတာကိုလည်းတွေ့ရပါတယ်ရှင်တကယ်တော့အမေတယောက်ရဲ့အသိဉာဏ်ညူအရွယ်မှာတာလားမောင်လားမကွဲပြားသည်တဲ့။အသိဉာဏ်မညူသေးတဲ့ကျမတို့လူသားသမီးတွေကသာအမေကိုအမေလို့သိဖို့ကပို့အခရာကြတယ်ဆိုပြီးတော့လေသားသမီးတွေကိုဘဝသင်ခန်းစာတစ်ခုပေးထားတာကိုလည်းတွေ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့ဆရာကြီးကနေရာနဲ့တန်ဖိုးအကြောင်းကိုလည်းလူငယ်တွေလိုက်နာအတူယူနိုင်ဖို့အတွက်ရေးဖွဲ့ထားပါသေးတယ်ရှင်။ကျမတို့ရဲ့ဘဝမှာဆိုရင်ဖနက်ဟာ7တောင်း3သိန်းတန်ပေမဲ့လည်းရှေ့ဘဝအောက်မှာနေရပေမဲ့ပို့ထုတ်မှာဆိုရင်တော့ဘလောက်ပဲတန်ဖိုးနေပါစေညင်နွမ်းဆုပ်ပြက်နေပါစေဥကောင်အထက်မှာပဲနေရတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဆရာကြီးကခိုင်နိုင်ရေးဖွဲ့ထားပါသေးတယ်ရှင်။ဒါကြောင့်ကျမတို့ကလောကမှာနေရာနဲ့တန်ဖိုးနေရာကတန်ဖိုးကိုပြဋ္ဌာန်းနိုင်တယ်လို့အမြဲတမ်းမပြောနိုင်တယ်လို့တန်ဖိုးကနေရာကိုသတ်မှတ်နိုင်တယ်လို့လည်းယူဆလို့မလွယ်ကြောင်းအသိပညာရရှိစေပါတယ်ရှင်။စာအုပ်လေးရဲ့အဆုံးသတ်မှာဆိုရင်ဆရာကြီးကတစ်ရွက်လေးတွေအကြောင်းကိုလည်းရေးသားထားပါတယ်ရှင်။တစ်ရွက်လို့ခေါ်ပေမဲ့လည်းတစ်ရွက်ထက်ကုန်ရင်မြင့်ကကျမတို့မြန်မာလူမျိုးတွေအမျက်တနိုးတန်ဖိုးထားကြတဲ့တစ်ရွက်2မျိုးအကြောင်းကိုလည်းရေးသားထားပါတယ်ရှင်။ဒီတစ်ရွက်လေးတွေဟာဆိုရင်ဂေါရမမြတ်စွာဘုရားရဲ့ဖွားဘတ်တော်မှာရှိတဲ့ဘောဓိညောင်ရွက်နဲ့မြန်မာတို့ရဲ့အောင်တိတ်အောင်နမိတ်ပန်းဖြစ်တဲ့ပန်းတပီရွက်တို့ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ဆရာကြီးမြေလဲမောင်မြင့်သူကလောကဓမ္မရအရာတစ်ရွက်ဟူသည်ရော်၍ဝါ၍တွေ့၍ရှောက်၍ကျွေရသည်မှာအပြစ်မဆိုးတာပါမယောမဝါမတွေ့မလျှောက်ပါပဲနဲ့လူငယ်တွေစိတ်များနှူရွတက်သစ္စာအရွယ်မှာမြေခွကြည်သက်ဘဝပြရသည်မှာလည်းရင်နာစရာကောင်းလာပါတယ်ဘဝကိုပုံခိုင်းသိရွက်နဲ့ပမာနိုင်ရလဲမယောမီမဝါမီမတွေ့မီမှာလောကရန်အရင်တစီရဲ့တမိုင်းအမွေဖြစ်တဲ့အတွေ့မစောပါစေနဲ့ဟုဆိုပြီးတော့လေလူငယ်တွေအတူယူလိုက်လာပွဲရေးသားထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးကိုငှားရဖတ်ချုပ်ခြင်းနဲ့ဆိုရင်ကျမတို့ပြည်မနာမြို့နယ်ပြန်ကြားရေးပြည်သူစစ်ဆိုင်ရာဦးစီးဌာနပြည်သူ့စာကြည့်တိုင်းမှာအခမဲ့လာရောက်ငှားရဖတ်ချုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်